SQL accounting software မှာ stock related transaction တွေဖြစ်တဲ့ good receipt တို့ purchase invoice purchase returns delivery order sale invoice get sales တို့ sale return တွေ stock transfer issue receipt အချက်စတဲ့ stock related transaction တွေကို backdate နဲ့ကျွန်တော်တို့ပြင်တာတွေဖြတ်တာတွေအသစ်သွင်းတာတွေရှိလာခဲ့တိုင်းသူက costing pattern တွေကပြောင်းလဲသွားမှာဖြစ်တယ်ဒီ pattern တွေကိုသူက cost အမှန်တိုင်းပြန်တည့်ဖို့အတွက်ဆိုရင် analyze data integrity run ပေးရပါမယ် analyze data integrity run ဖို့ number 1က tools menu ထဲကိုဝင် analyze data integrity ကို click ပေါ်ကျောမှာရှိတဲ့ analyze item ဆိုတဲ့ checkbox ကို tick နှိပ်လိုက်ရင်ကျွန်တော် checkbox အားလုံးပျောက်သွားမယ်အခု run ရမယ့်ပုံစံက report stock transition ကို tick လုပ်မယ် calculate stock costing ကို tick လုပ်မယ်နှစ်ခုကို tick လုပ်ပြီးပြီဆိုရင်တော့ကျွန်တော် analyze ကို run ပါမယ်သူက transition အနည်းများပေါ်မှာမူတည်ပြီးတော့ကြာတတ်တယ်ဆိုတော့ transition နည်းများမယ် transition များရင်တော့ချိန်တစ်ခုယူပြီးတော့ပြီးသွားပါလိမ့်မယ် okay ပြီးပြီဆိုတော့မှ stock ရဲ့ report တွေ costing ကိုပြန်ကြည့်ပေးပါ